ုံးလေးရလာပြီးကြိုင်ကျွဲမှာဥစွာပထမစားသုံးသူမိဘပြည်သူများမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာအပ်ပါတယ်။ယနေ့ဟုံးလေးရရဲ့ဟင်းလေးရဖြစ်တဲ့ဝက်ပုံးရည်ကြီးချက်ရုံးပရိသီနတ်စတန်နီပဲဟင်းဖုန်းလေးရလာပြီးဂျိုင်ဆွဲအားဆက်သွယ်မှာယူလိုပါကဖုန်းနံပါတ်39 20 696တို့ဆက်သွယ်မှာယူနိုင်ပါတယ်ဖုန်းလေးရလာပြီးဂျိုင်ဆွဲအားအားပေးကြတဲ့စားသုံးသူမိဘပြည်သူအပေါင်းကျမ်းမာချမ်းသာကြပါစေလို့ဖုန်းလေးရလာပြီးဂျိုင်ဆွဲမှာဆုမွန်ကောင်းတောင်းအပ်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်